မင်္ဂလာပါဒီဥစ္စာကစူးပြီးချက်နီးပေါ့နော်ဒီလေစုပ်အိတ်အသားငါးတွေကိုလေစုပ်အိတ်ထဲမှာအရသာသွင်းပြီးသားအသားငါးတွေလေစုပ်အိတ်ထဲမှာထည့်ပြီးတော့မှရေအောက်မှာချက်တဲ့နီးပေါ့နော်အပူချိန်နဲ့အချိန်နဲ့သူ့ကိုတတ်မှတ်ပေးရပါတယ်အမဲသားတို့ဒီအဝက်သားဆိုလို့ရှိရင်တော့တမျိုးပေါ့နော်ကြက်သားတို့ငါးတို့ဆိုလို့ရှိရင်တမျိုးဒါမှကိဒီထဲမှာပြထားပါတယ်သူရဲ့အချိန်လေးတွေရှိတယ်ဒါမျိုးကချက်ပြုတ်ရတဲ့အကျိုးကသူ့ရဲ့အသားငါးတွေကနူးညံ့တဲ့အချိုတက်တွေလည်းရှိတယ်နောက်ပြီးစီလည်းမကိတို့အများကြီးသုံးစရာမလိုဘူးပေါ့နော်ဒါလေးကမကိတို့ရဲ့အတွက်ကိုဒါဒီလိုမျိုးချက်ပြုတ်လိုက်တယ်ဆိုလို့ရှိရင်အချိုတက်လည်းမပြောက်တော့ဘူးစားလို့လည်းပိုကောင်းတယ်နူးညံ့တယ်ပေါ့နော်အဲ့လိုမျိုးဒါကိုချက်ပြုတ်တဲ့နေရာတွေတချို့စတိတ်ဆိုင်တွေမှာတော်တော်များများချက်ပြုတ်ကြတယ်အဓိကကတော့အမဲသားနေရာရဲ့ကြက်ရင်အောင်သားပေါ့နော်နောက်ပြီးတော့မှငါးတွေပါလေဆိုလို့ရှိရင်လည်းဒါနဲ့ချက်လို့ရတယ်နောက်ပြီးတော့ဒီ asparagus ပေါ့နော်ကညွတ်နေပါဆိုလို့ရှိရင်လည်းဒါနဲ့ချက်လို့ရပါတယ်ရှင်ဒါလေးကလေစုပ်အိတ်နဲ့မကိတို့ရေအောက်မှာချက်နေ